မင်္ဂလာပါ Movie Talk 360ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောပြပေးသွားမယ့်ဇာတ်ကားကတော့2013ခုနှစ်မှာထွက်ရှိခဲ့တဲ့ Insidious Chapter 2ပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာပထမပိုင်းမှာခြံထားခဲ့တဲ့ Josh Lambert ရဲ့ခန္ဓာကိုယ်ထဲကိုဘသူဝင်သွားတာလဲဆိုတဲ့တုံ့လှုပ်စရာကောင်းတဲ့မေးခွန်းကိုအဖြေပေးသွားမယ့်ဇာတ်လမ်းဖြစ်ပါတယ်ဒါရိုက်တာ James Wan ကထပ်မံရိုက်ကူးပြီး Patrick Wilson, Rose Byrne နဲ့ Lin Shaye တို့ကသူတို့ရဲ့ငကိုဇက်ကောင်တွေအတိုင်းအားကောင်းကောင်းနဲ့ပြန်လည်ပါဝင်ထားကြပါတယ်ပထမပိုင်းကိုကြည်ဘူးသူတွေအတွက်တော့ဒီဇက်ကားကပဟေလီအဟောင်းတွေကိုဖြည့်ရှင်းပေးသလိုမေးခွန်းသစ်တွေကိုလည်းထပ်ချန်ထားခဲ့တဲ့အပြောင်မြောက်ဆုံးတကားလို့ဆိုရမှာပါဒီဇက်ကားကို1986ခုနှစ်ကလေးဘဝ Josh Lambert ရဲ့အတိတ်ဖြစ်ရပ်ကနေစတင်ထားပါတယ် Josh ကိုဝိညာဉ်ရေးရာကျွမ်းကျင်သူ Elise Rainier ကအိမ်မူချပြီးစစ်ဆေးနေတဲ့ပုံကိုမြင်တွေ့ရမှာပါဒီနေရာမှာ Elise ရဲ့ငယ်ရွယ်တဲ့ပုံစံကိုပြသသွားတာဟာ franchise တစ်ခုလုံးရဲ့နောက်ွယ်ကဇာတ်ကြောင်းလေးကိုပရိသတ်တွေစိတ်ဝင်စားသွားအောင်ဆွဲသွင်းလိုက်တာပါပဲအိမ်မွေးချထားတဲ့အချိန်မှာ Josh ဟာ The Father လို့ခေါ်တဲ့အမှောင်ကဘာနဲ့ချိတ်ဆက်နိုင်တဲ့ထူးခြားတဲ့အစွမ်းရှိနေပြီးအနက်ရောင်ဝတ်သတို့သမီးကိုမကြာခဏတွေ့မြင်နေရကြောင်းပြောပါတယ် Elise ကဒါဟာတိတ်ကိုအန်ဒီရဲ့ကြီးတဲ့ဝိညာဉ်ဆိုးတစ်ခုဖြစ်မှန်သိလိုက်တဲ့အတွက် Josh ကိုကာကွယ်ဖို့သူ့ရဲ့မှတ်ဉာဏ်တွေကိုအိမ်မွေးချနေနဲ့အပီးတိုင်ပိတ်ပင်ပစ်လိုက်ပါတော့တယ်။ဒါပေမဲ့ဒီဖြစ်ရမှာပင်အနာဂတ်အတွက်လျှို့ဝှက်ချက်တွေကိန်းဝတ်နေပြီဆိုတာကိုပရိသတ်တွေဖြည်းဖြည်းချင်းသတိပြုမိလာမှာပါ။ဇလန်ကပထမပိုင်းရဲ့အဆုံးသတ်ကနေပြန်စပါတယ်။ Elise တေဆုံးသွားပြီးနောက်လက်ရှိ Josh ဟာသူ့ဇနီး Renine ကိုကြောက်စရာကောင်းတဲ့အပြုံးနဲ့ကြည်နေတဲ့အခန်းကနေစတင်တာပါ။ Renine ကတော့သူ့ခင်ပွန်းစီမှာဝိညာဉ်ဆိုးဝင်နေတာကိုမသိသေးပဲ။ Elise တေဆုံးမှုအတွက်ရဲတွေရဲ့မင်းမြတ်စစ်ဆေးမှုတွေကိုစိုးရိမ်တကြီးရင်ဆိုင်နေရပါတယ်။မကြာမီမှာ Lambert မိသားစုဟာ Josh ရဲ့မိခင် Lauren ရဲ့အိမ်ကြီးစီကိုပြောင်းရွှေ့နေထိုင်ကြပါတယ်။ဒါပေမဲ့ပြဿနာတွေကပြီးမသွားပါဘူး။ Renee ဟာအိမ်ကြီးထဲမှာအဖြူရောင်ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသမီးကြီးတစ်ယောက်ရဲ့ဝိညာဉ်ကိုထပ်မံတွေ့မြင်လာရသလိုကလေးတွေကလည်းထူးဆန်းတဲ့အသံတွေကြားနေရပါတယ်။ပူဆိုးတာကတော့Josh ရဲ့အပြုတ်အမူတွေပါသူဟာအရင်က Josh မဟုတ်တော့ပဲအေးဆက်လာသလိုမကြာခဏဆိုသလိုတယောက်တည်းအမှောင်ထဲမှာရက်နေတတ်ပါတယ် Elise ရဲ့လက်ထောက်ဟောင်းနေဖြစ်တဲ့ Specs နဲ့ Tucker တို့ဟာ Lauren စီကိုကူညီဖို့ရောက်လာကြပါတယ်သူတို့ဟာ Elise ရဲ့ကြံရစ်ခဲ့တဲ့မှတ်တမ်းတွေကိုစစ်ဆေးရင်း Parker Crane ဆိုတဲ့နာမည်ကိုတွေ့ရှိသွားပါတယ် Parker Crane ဟာ1960ခုနှစ်တွေတုန်းက serial killer တစ်ယောက်ဖြစ်ပြီးငယ်စဉ်ကသူ့မိခင်ရဲ့ညှမ်းပန်းနှိပ်စက်မှုကြောင့်အမျိုးသမီးဝတ်စုံတွေကိုအတင်းအကျပ်ဝတ်ဆင်ခဲ့ရတဲ့နာကျင်စရာအတိတ်ရှိသူပါ။ဒါကြောင့်လဲသူဟာတိတ်ဆုံးပြီးနောက် Bright in Black ဆိုတဲ့ဝိညာဉ်ဆိုးဖြစ်လာပြီးလူကဘာတွေကိုပြန်ဝင်ဖို့အတွက် Josh ရဲ့ခန္ဓာကိုယ်ကိုသိမ်းပိုက်လိုက်တာပဲဖြစ်ပါတယ်။ Josh Lambert ရဲ့ဝိညာဉ်ဟာ The Father ထဲမှာပိတ်မိနေပြီးအပြင်ကိုထွက်လို့မရပဲဖြစ်နေပါတယ်။ဒါကိုကယ်တင်ဖို့အတွက်ဝိညာဉ်ရေးရာကျွမ်းကျင်သူ Carl Specs နဲ့ Tucker တို့ဟာအမောင်ကဘာတဲကိုဝင်ရောက်ဖို့ကြိုးစားကြပါတယ်။ဒီနေရာမှာ Elise ရဲ့ဝိညာဉ်ကလည်းအမောင်ကဘာတဲကနေပြန်လဲပေါ်ထွက်လာပြီးသူတို့ကိုကူညီပေးပါတယ်။ The Father ထဲမှာရှိနေတဲ့ Josh ရဲ့ဝိညာဉ်ဟာအချိန်တွေကိုကြော်ဖြတ်ပြီး1986ခုနှစ်ကသူ့ရဲ့ကလေးဘဝစီကိုပြန်ရောက်သွားပြီး Elise နဲ့ဆက်သွယ်နိုင်ခဲ့တဲ့အပိုင်းပါ။ဒါဟာပထမပိုင်းကဖြစ်ရပ်တွေနဲ့ဒုတိယပိုင်းကိုတေးသေးချာချာချိတ်ဆက်ပေးလိုက်တဲ့ပြောင်မြောက်တဲ့ဇက်ကွက်တစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Elise ရဲ့ဝိညာဉ်အကူအညီနဲ့ Bright in Black ကိုနှိမ်နင်းနိုင်ခဲ့ပြီး Josh ရဲ့ဝိညာဉ်ဟာသူ့ခန္ဓာကိုယ်ထဲကိုပြန်ဝင်သွားနိုင်ခဲ့ပါတယ်။ Lambert မိသားစုဟာပျော်ရွှင်စွာပြန်လည်ပေါင်းစည်းသွားကြပါတယ်။ဒါပေမဲ့ Insidious ထုံးစံအတိုင်းဇလန်းကဒီမှာတွေမပြီးသေးပါဘူး။နောက်ဆုံးခန်းမှာ Elise ရဲ့ဝိညာဉ်ကအမှောင်ကဘာထဲမှာကျင့်လည်နေတော့နောက်ထပ်ကြောက်စရာကောင်းတဲ့ entity အသစ်တစ်ခုကိုမြင်လိုက်ရတဲ့ Oh my God ဆိုတဲ့အာမီရိတ်တန်တဲ့အတူ chapter 3ကိုမျှော်လင့်ရင်ဆက်သိမ်းသွားပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်အပတ်မှာလည်းဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတွေအကြောင်းပြောပြအောင်မလဲဆိုတာစောင့်မျှော်အားပေးကြပါဦး။ဒီလို movie podcast တွေထပ်ကြည့်ခြင်းရင် Movie Talk 360ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစီဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်